ပထမဇန်၌ဒုက္ခိတွေကျွမ်းမဲ့ချုပ်သည်ဟောဒုက္ခိတွေဆိုကာယကဒုက္ခဝေဒနာမှာမခိုင်နဲ့ဒေါသပြုနေလောဘချုပ်တာနော်ပထမဇန်ဧကေကရာရောက်မှမနေကြိုးစားအဲ့တော့ပီတိဒုက္ခဆိုပြီးတော့အဘိဓါကျန်တယ်အဲ့ဒါကိုပထမဇန်ပြုတ်ဒုတိယဇန်တတိယဇန်ပြုတ်သရုပ်ဇန်လည်းကြာရောပီတိရောဒုက္ခရောပြောတော့အဘိဓါရှိသေးလားပထမဇန်ကဒေါမနတကိုပယ်ပြီးဒုတိယဇန်တတိယဇန်သရုပ်ဇန်ကဒုက္ခကိုပယ်ပြီးဆိုအဘိဓါဒေါမနတရှိသေးလားအဲ့တော့မှဥပိ္ပခဝေဒနာအဲ့ဒီတတိကြဓမ္မဝိပဿနာရှုတယ်အခုတော့ပထမဇန်နဲ့ပြောအောင်လဲကြွားလေးမလေးနဲ့လုံနေပထမဇန်မရောက်ဘူးဝိပဿနာနဲ့ပြန်ကြိုက်တော့လဲနဲ့နေလုံနေတော့လဲဘာညာမှမဆိုင်ဘဲနဲ့အဲ့ဒါကိုဘာတရားတွေလုပ်ပြီးပြောနေကြလဲတကယ်လဲတိတိကျကျစနစ်ကျနဲ့သေပြီးမှကယ်တင်နေတဲ့ပုံကိုကြတော့ကျမ်းနဲ့ကြားတယ်ပြောတော့သာသနာပြုတာလားဖြစ်တာကိုယ်တိုင်လည်းလုပ်ကြည့်အောင်ဆရာဆိုတာကိုယ်တိုင်ကောင်းကောင်းဆိုးဆိုးရင်လုပ်ကြည့်ရတယ်ကိုယ်တိုင်ငါစီပေါအောင်ကျင့်ထားတာလားလွတ်အောင်ကျင့်ထားတာလားဖះလို့တော့ကြတွေ့အောင်ကျင့်ထားတာလားကိုယ့်အကူမေးအခုကတော့သင်္นานတက်ပြီးတရားပြတယ်မြတ်စွာဘုရားလက်ထက်မှာသင်္นานတက်ပြီးတရားပြတခါမှမကြောက်ပါဠိတော်လည်းမရှိဘူးရှိတော့ရှိတယ်ဘုရားဟောတဲ့ထဲမှာသာသနာပြည့်မဲ့ပြီး25ချက်ထဲမှာတော့ပါတယ်သီလကိုမကျင့်သမာဓိမကျင့်ကိုယ်မပွားစိတ်မပွားဆိုလိုတာကတော့ကိုယ်တိုင်ဝိပဿနာတရားမကျင့်မနဲ့သူများတက်ကဝိပဿနာကျင့်ကြီးတွေဟောမယ်ပြောမယ်ပြမယ်အဲ့ဒီသင်္นานမှာတဲ့တပည့်တွေကလည်းဆရာလိုပဲတဲ့ကိုယ်တိုင်ကျင့်ဉာဏ်ပွားများမှုမရှိဘဲနဲ့တပည့်တွေကိုပြမယ်တဲ့သီလပြတ်တော့သမာဓိပြတ်တယ်သမာဓိပြတ်တော့သာသနာပြတ်မယ်အခုမဟုတ်ဘူးနောင်ဖြစ်မှာတဲ့ပြောပြပြီးတာတဲ့ကြီးဟုတ်ပြီလားခင်ဗျားတို့ကစာမဖတ်တော့ဘာမှမသိဘူးအဲ့ဒါကြောင့်မလို့ဒကာဓမ္မတွေသေဘေးနဲ့ကြုံတဲ့အခါမှာချမ်းသာဖို့မလိုချင်ဘူးလားလိုချင်တယ်ဒီပြည့်နေရာမှာမရှိဘူးရှိတယ်ဦးသိမသိဘူးဒီပြည့်နေရာမှာသေခြင်းစေးမှာလွတ်တဲ့ဤပေးနိုင်တဲ့ဆရာရှိတာမရှိတာဦးသိမသိဘူးဦးသိရှိမှာတော့10ရက်နဲ့ချင်းအာမခံတယ်အာမခံနဲ့ပြမယ်အလကားလည်းကျွေးတယ်အလကားလည်းပေးတယ်သေကြောက်တယ်လို့သေပုတ်ချင်းပွားချင်းတောက်ချင်းအယောင်ပြက်ချင်းမချိမဆန်အော်ဟင်းရချင်းလုံးဝမရှိအောင်ဟုတ်ပြီလားဟုတ်ပါမလားဗျာလို့ဆိုရင်ဒီမှာစာချုပ်ချုပ်တာကျင့်တဲ့ပုဂ္ဂိုလ်ကကျင့်တဲ့တဏ္ဍာနဲ့တူအောင်လာခဲ့နောက်ဆုံးမိုးရွာရင်တော့မှခွက်မောက်တိုင်းရေရပါမယ်ရေမရဘူးဒီဘုန်းကြီးကခွက်လံပြီးထဲတယ်မို့ပြောရရင်တစ်ချိန်နဲ့ပြတာနဲ့ခင်ဗျားတို့လွတ်တယ်တစ်ချိန်နဲ့ပြတဲ့ကြံနဲ့သေသန်းကြက်တယ်လို့ဘတော့မစင်းတော့ဒါပေမဲ့သိစရာတွေမှတ်စရာတွေဘုဒ္ဓရာရစရာတွေကျင့်စဉ်အဓိပ္ပာယ်တွေအခုကျင့်ပြီးတဲ့သဘောတရားတွေဝိပဿနာကြည့်တယ်ဆိုတာဒီလိုပါလားနောင်ကြည့်ရမှာဆက်ကြည့်ရမှာငါဒါကြံမှာလားဒါတော့ပြီးခဲ့ပြီငါဒီတော့ရောက်လာပြီဒါတော့ကြံနေသေးတယ်အဲ့ဒါတွေပါသိချင်လို့ကြည်ကြည်ညက်ညက်ဖြစ်ချင်လို့10ရက်ခေါ်တာသိဖို့အတွက်ကတော့ဒီချိန်နဲ့ပြတာတွေလွတ်တယ်နော်အာဘခံနေအဲ့တော့အလကားကျွေးပြီးတော့အလကားပေးပြီးတော့ကျမ်းတာတွေကြားတာတွေနဲ့ရှောက်ပြောမနေနဲ့အသေးတက်လားမတက်လားတော့ဆုံးကြအကယ်၍ဆရာကအသေးတက်ပါတယ်ဆိုဆရာကိုယ်တိုင်မဟာပလင်3နိုင်လောက်ချိန်ပြတယ်ဘုရားရှိခိုးမဟာပလင်3နိုင်လောက်ချိန်ပြခိုင်းဒေါသတွေပဲဖြစ်လာမလားမက်တွေပဲထွက်လာမလားဖို့ပဲခံစားနေမလားတဏှာပဲကူးနေမလားတွေးပါပဲသူ့ဘာသူအကျမ်းနဲ့ကျမ်းပါတယ်ပြောအနုနဲ့လည်းသူကယ်လေသူ့ဘာသူနုလည်းတရားရမှာပဲကျမ်းလည်းတရားဆိုတာတစ်မျိုးတည်းပဲအဲ့တော့တောကပိတဝငြိမ့်မနေဘူးလားမငြိမ့်မနဲ့ထားတော့တော့ဘာတရားမှမရတော့မှဒါအဲ့ဒါလိန်စားပဲလှုပ်စားကိုယ်လည်းဘာမှမကြည့်ပဲနဲ့ဂျားပွဲစားဘုရားကဒီလိုဟောတယ်မင်းတို့ကဒီလိုဟောတယ်ဟိုကဒီလိုပြောတယ်ကြောက်တော့ तू မပါဘူးဦးစင်းတို့ကကိုယ်တိုင်ပေါ့အောင်ကျင့်ထားတာအထဲတည်းကစိတ်တွေစိတ်တွေလက်ထဲကန်ကြည့်လို့မြင်အောင်ပြထားတာကြည့်ထားတာတကုံလုံးမြင်တယ်မြင်သလိုလဲသောတာပတ္တိမရှုပဲကျမ်းဆိုပြီးရေးထားတာမာနနဲ့ပြောတာမဟုတ်ခမည်းတော်သနာလို့ပြောတာတကယ်အာမခံနဲ့ကယ်နိုင်လို့ပြောတာဒီပြည့်လူမကောင်းဘူးလို့မဆိုလို့ဘူးအဲ့တော့အခုလာမယ့်20ရက်နေ့ညနေအရောက်အလကားပြုပြီးအလကားပြီးမယ်နော်အဲ့ဒါလိုချင်လာကြမလိုချင်လည်းမလာကြနဲ့အဲ့တော့ယောဂီတို့ရဲ့နောက်ဆုံးအချိန်နောက်ဆုံးနေရာနောက်ဆုံးပြဿနာပါလေဒီစီစီပဲခမရတို့ယောက်ကနည်းနည်းဝေးတယ်ဗျဦးဇင်းတို့တရားဟောတဲ့ပုဂ္ဂိုလ်ကသိတယ်ဒီယောက်ကနှုလားယဉ်လားတဘာရှိလားမရှိလားဆိုတာတရားအားတွေဝိပဿနာနဲ့ဆရာကောင်းတွေနဲ့နဲတယ်ဟုတ်ပြီနော်ဝိပဿနာအင်အားတွေနဲတယ်ဦးဇင်းတို့ရှိနေပြီနောက်ဆုံးချိန်နောက်ဆုံးနေရာနောက်ဆုံးနေရာနောက်ဆုံးပြဿနာကသေခြင်းပဲမဟုတ်ဘူးလားသေခြင်းစီးရမှာလွတ်ဖို့တဲ့လောကမှာဘာမှလူချင်းသေးလဲဟုတ်ပြီလားစင်းရတဲ့ဘူးလဲငကမပါတော့ဘာဖြစ်လဲလူတယောက်ကစင်းရတဲ့ငကမပါနိုင်ဘူးသူဘာဖြစ်လဲဘာမှမဖြစ်ဘူးနေလို့ရတယ်ငကပန်တော့လဲဘာမှမဖြစ်ဘူးနေလို့ရတယ်စိုးကျုံမစိုးရလဲဘာမှမဖြစ်ဘူးနေလို့ရလူဖြစ်လို့ရတယ်နော်စိတ်ပြည့်ကြီးရလဲပန်စင်းရလဲဘာမှမဖြစ်မပန်စင်းရလဲဘာမှမဖြစ်ဘူးသိတယ်လို့ရှိရင်စိတ်ပြည့်ကြီးဆွဲတာလည်းဘုန်းကြီးကစားလဲပြောအမလေးအော်နေပြီဖြစ်ပြီ